MMH ကိုပိုင်ကျောင်းရဲ့ကျောင်းဆရာမကြီးဒေါ်မြင့်မြင့်တမ်းပဲဖြစ်ပါလေရှင်ဒီနေ့ဒီခမ်းနားကိုကြွရောက်ချင်းမြင့်လာတဲ့မိဘပြည်သူတွေအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီနေ့ခမ်းနားဟာကျမသားသမီးတွေရဲ့စွမ်းရည်ကိုထုတ်ဖော်ပြသတဲ့အခမ်းအနားပဲဖြစ်ပါတယ်တနစ်တာကာလတောအတွင်းမှာသူတို့စွမ်းဆောင်နိုင်သမျှအတတ်နိုင်ဆုံးစ조사ပြီးတော့စွမ်းဆောင်လာခဲ့ကြတဲ့အတွက်ကြောင့်စာပေထူးချွန်စုတွေရရှိကြတယ်မြို့နယ်အဆင့်မှာလည်းစုတွေရရှိကြတယ်တိုင်းအဆင့်ကိုလည်းရရှိကြတဲ့သူတွေရှိလာသလိုဗဟိုအဆင့်ကိုမျှော်မှန်းပြီးတော့လည်းစ조사ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီခမ်းနားလေးဟာအလွန်မင်္ဂလာရှိတဲ့ခမ်းနားပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့အနေနဲ့MMH ကိုပိုင်လေတန်းကျောင်းရဲ့တနစ်တာကာလလှုပ်ရှားမှုလေးကိုကျွန်မအချင်းချုပ်လေးဖော်ပြလိုပါတယ်ကျွန်မတို့ပညာရေးဝန်ကြီးဌာနကနေပြီးတော့ကလေးတွေကိုလေ့ကျင့်ပြုစုပြောထောင်တဲ့နေရာမှာအဓိကကျွန်မစိတ်သက်စီကံပညာကိုဦးစားပေးပြီးတော့ကျွန်မတို့ပြုစုပြောထောင်ပါတယ်ဘာကြောင့်လဲဆိုရင်လူတစ်ယောက်ဟာမိမိရဲ့ဘဝကိုဖြတ်သန်းတဲ့အချိန်မှာစိတ်သက်ကောင်းမှုကအလွန်ရေးကြီးပါတယ်ဘလောက်ပဲပညာတွေတော်ပတ်ဝန်းကျင်ကိုအကျိုးမပြုနိုင်ဘူးဆိုလို့ရှိရင်တော့ကျမတို့ဒီကလေးတွေဟာသူ့ရဲ့အတ္တစိတ်တစ်ခုတည်းနဲ့ပဲဖန်တီးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့လောကကိုလည်းအကျိုးပြုနိုင်စွမ်းရှိတဲ့သူတွေဖြစ်အောင်ကျမတို့စိတ်သက်ကောင်းတဲ့ကျောင်းသားကျောင်းသူတွေဖြစ်အောင်ပြုစုပြောထောင်နေပါတယ်အဲ့ဒီအပြင်စီကံဒီလူဣတံမိုးလို့ပြောတဲ့အတိုင်းပဲစီကံရှိတဲ့ကျောင်းသားကျောင်းသူတွေအပြင်အဖြစ်မိမိတို့ရဲ့တန်မိုးတွေကိုမြင့်တင်အောင်ဆောင်ရွက်ခြင်းမိမိရဲ့မိဘတွေကိုကျေးဇူးဆက်နိုင်တဲ့သားကောင်းသမီးကောင်းတွေဖြစ်အောင်ကျွန်မပြုစုပြောထောင်ပါတယ်ပြီးတဲ့အခါမှာကလေးတယောက်ကိုစာတက်ရုံတစ်ခုတည်းမဟုတ်ပါဘူးကျောင်းဆိုတဲ့နေရာတစ်ခုဟာစာတက်ရုံတစ်ခုတည်းဖန်တီးတဲ့နေရာတစ်ခုမဟုတ်ပါဘူးဘဝကိုရှောက်လန်းတဲ့အခါမှာရင်ဆိုင်တွေ့ကြုံနေရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်မှုအတွက်ရှင်ရင်တုံတရားတွေအတိတရားတွေကိုယ်တိုင်ဖြည့်ရှင်းနိုင်စွမ်းနေအသေးသေးရရှိလာအောင်အသင်းအဖွဲ့တွေနဲ့အတူကျမတို့ဒီကလေးတွေရဲ့တနေ့တာလှုပ်ရှားမှုတွေနဲ့အတူစာတက်မြောက်ရုံတစ်ခုတည်းမဟုတ်ဘဲနဲ့ပညာတတ်အောင်ပြုစုပြောထောင်နေတဲ့လုပ်ငန်းကိုကျမတို့ဆောင်ရွက်နေတာဖြစ်ပါတယ်ကျမတို့ပညာရေးဝန်ကြီးဌာနကလည်းဒီနေ့21ရာစုရဲ့ပညာရေးအရေးအသွေးတွေပြောင်းလဲနေပါပြီဒါတွေကိုလည်းမိဘပြည်သူတွေသိဖို့အတွက်ကျွန်မမိဘတွေ့ဆုံပွဲတွေမှာလည်းပြောသလိုအခုလည်းထပ်မံပြီးတော့ပြောပြမယ်ဆိုရင်ကျွန်မတို့ဒီနံပါတ်1ကတော့ဗာလဲဆိုရှင် collaboration coordination ရှိရမှာမယ်ပူးပေါင်းဆောင်ရွက်မှုတွေကောင်းဖို့လိုပါတယ်ယနေ့ပူးပေါင်းဆောင်ရွက်မှုတွေအဆင်မပြေတဲ့အခါမှာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ကိုပြုစုပြောထောင်တာတွေဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ချိန်မှာမိမိရဲ့ပတ်ဝန်းကျင်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကောင်းအောင်ကျမတို့ဟာပညာရေးအရေးသွေးပြည့်ဝအောင်နေပြုစုပြောထောင်ပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ collaboration coordination လို့ခေါ်တဲ့ပူးပေါင်းဆောင်ရွက်မှုတွေကောင်းအောင်ပြုလုပ်ပေးတယ်လို့ communication တယောက်နဲ့တယောက်ဆက်သွယ်ပြောဆိုတဲ့အခါမှာကျမတို့ဟာဒီကလေးတွေဟာမိမိရဲ့ပတ်ဝန်းကျင်နဲ့တူမိမိရဲ့တငယ်ချင်းတွေနဲ့တူပူးပေါင်းဆောင်ရွက်ခြင်းအပြင်ကျောင်းနေပြောတဲ့ကလေးတွေအဖြစ်နဲ့တယောက်နဲ့တယောက်ပူးပေါင်းဆောင်ရွက်တတ်အောင်ပြောဆိုဆက်သွယ်မှုတွေကောင်းအောင်ကျမတို့ပြုစုပြောထောင်နေပါတယ်နောက်တစ်ချက်ကတော့ဘာလဲဆိုရင် critical thinking and problem solving ပါသူတို့ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိရမယ်ကျမတို့ရဲ့ကျောင်းမှာမကြသေးခင်ရပဲတင်ထောက်ကူပြပွဲကျမတို့လုပ်ခဲ့ပါတယ်ပြိုင်ပွဲလည်းလုပ်ခဲ့ပါတယ်ဒီနေ့စုချင်းမြင့်တဲ့ထဲမှာလည်းအဲ့ဒီတင်ထောက်ကူပြိုင်ပွဲမှာတဦးချင်းစီရဲ့စွမ်းရည်တွေကိုလည်းချင်းမြင့်ထားသလိုအဖွဲ့လိုက်ကစွမ်းရည်တွေကိုလည်းကျမတို့မလုပ်ထားလဲဆိုရင်ချင်းမြင့်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့သူတို့တွေရဲ့တွေးခေါ်မျှော်မြင်မှုတွေရနေပြီးတော့ဘလို့ပြဿနာတွေကိုဖြေရှင်းကြမလဲတဖြည်းဖြည်းကမ္ဘာလောကကြီးကပြောင်းလဲလာသလိုပြဿနာတွေကလည်းများလာပါတယ်အဲ့ဒီပြဿနာတွေကိုသူတို့ဒီငယ်ရွယ်စဉ်တည်းကဖြေရှင်းတတ်မှသာလျှင်နောက်တစ်ချိန်မှာမိဘအတွက်စိတ်အေးရတဲ့ကျောင်းသားကျောင်းသူတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ critical thinking and problem solving ကိုလည်းကျမတို့လေ့ကျင့်ပြောထောင်ပါတယ်နောက်ချက်ကတော့ဘာလဲဆိုတဲ့အခါကျတော့ creativity and innovation ပါဒီနေ့နိုင်ငံတကာမှာ innovation ထိ AI ထိကျမတို့သွားနေပြီအဲ့လိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဟာ
creativity ကောင်းဖို့အတွက်လည်းသူတို့ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိအောင်လည်းကျမတို့ပြုစုပြောထောင်ရပါတယ်အဲ့ဒီလိုပဲဒီကလေးတွေဟာခုနကကျမချက်ပြောခဲ့တဲ့ချက်လေးချက်မှာပါတဲ့အတိုင်းပါပဲ collaboration coordination ကောင်းမယ် communication တွေလည်းကောင်းနေမယ် critical thinking and problem solving တွေလည်းကောင်းနေမယ် creativity and innovation တွေလည်းကောင်းနေပြီဆိုရင်တော့ good citizen လို့ခေါ်တဲ့နိုင်ငံသားကောင်းဆိုတာဖြစ်လာမှာပါကျမကလေးတွေကမူလတန်းနဲ့အလယ်တန်းဆိုတဲ့အတွက်ကြောင့်နိုင်ငံသားကောင်းဆိုတာကျမဘေးဖယ်ထားသေးတယ်ကျမဘယ်ကိုပဲရည်ရွယ်လဲဆိုရင်မိဘကိုသိတတ်တဲ့ကျောင်းသားကျောင်းသူတွေမိဘပေါ်မှာကိုချင်းစာတရားထားပြီးတော့မိဘရဲ့ပြုစုပြောထောင်မှုအောက်ဆရာရဲ့ပြုစုပြောထောင်မှုအောက်မှာကောင်းတဲ့စိတ်ဓာတ်တွေကိုအမြဲမွေးပြီးတော့စီကံလိုက်နာရတဲ့သူတွေဖြစ်အောင်ပြုစုပြောထောင်နေတဲ့အတွက်ကြောင့်နိုင်ငံတော်ဝန်ကြီးဌာနရဲ့ကျမတို့ညွှန်ကြားချက်တွေနဲ့အညီပြည့်စုံအောင်ကျမတို့ပြုစုပြောထောင်နေပါတယ်ဒီနေ့ဆိုရင်ကျမတို့ကလေးတွေရဲ့ညာနာစွမ်းရည်တွေကာယစွမ်းရည်တွေပြည့်စုံအောင်ဆောင်ရွက်တဲ့အပိုင်းတွေကနေပြီးတော့စုချင်းမြင့်တဲ့အခါမှာစုပေါင်း122စုကျမတို့စုချင်းမြင့်သွားမှာဖြစ်ပါတယ်အဲ့လိုစုချင်းမြင့်နိုင်ဖို့အတွက်လည်းတစ်နှစ်တာကာလလုံးမှာကျမရဲ့ညီမတွေဖြစ်တဲ့ဆရာမတွေကလည်းမနာမနေတဲ့ကိုပူပေါင်းဆောင်ရွက်ရပါတယ်ကျမကျောင်းကဆရာမတွေဆိုရင်ကျမစံထိုက်ပါတယ်ဘာကြောင့်စံထိုက်လဲဆိုရင်ညနေကျရင်ကျမကျောင်းကဆရာမတွေကပုံမှန်တိုင်းကျောင်းမဆင်းရပါဘူးကလေးတွေအတွက်မနေ့ပြန်ဘာတင်ပါလဲဆိုတာကိုကျမနဲ့အတူတူဆွေးနွေးပြီးမှသူတို့ကျောင်းဆင်းရတဲ့အတွက်ကြောင့်သူတို့ဒီညနေဆိုရင်9နာရီခွဲလောက်မှ9နာရီ15လောက်မှအိမ်ကိုပြန်ရပါတယ်အဲ့အတွက်ကြောင့်ကျမဒီပွဲမှာလေကျမရဲ့ညီမတွေဖြစ်တဲ့ဆရာမများကိုကျမအထူးပဲကျေးဇူးတင်ပါတယ်သူတို့ရဲ့ရည်မှန်းချက်ကလည်းပါလဲဆိုရင်ခုနကကျမပြောတဲ့ရည်မှန်းချက်အတိုင်းပါပဲကလေးတွေရဲ့ဘဝမြင့်တင်မှုအတွက်တို့ဘလို့ပေးဆက်ရမလဲကျမတို့ဒီကိုပိုင်ကျောင်းတော့ကိုပိုင်ကျောင်းပါပဲသို့တော့ကျမတို့ဒီအထီးကကလေးတွေရဲ့စိတ်ဓာတ်စိတ်ကံမြင့်မားဖို့အတွက်တို့ဘလို့ပေးဆက်ကြမလဲဆိုတဲ့စိတ်ဓာတ်ကောင်းနေနဲ့ဆောင်ရွက်နေတဲ့အတွက်ကြောင့်ကျမရဲ့ဆရာမတွေရဲ့စွမ်းဆောင်မှုတွေသမီးတွေရဲ့သားတွေရဲ့စွမ်းဆောင်မှုတွေပြီးတဲ့အခါမှာမိဘရဲ့ပံ့ပိုးမှုလည်းပါပါတယ်ကျမတို့ရဲ့ဒစိမ့်မာကလေးက triangle ပါမိဘဆရာကျောင်းသားအခုတော့ကျမတို့ပြောင်းသွားပြီပညာရေးစေတနာရှင်တွေအခုကျမတို့ရဲ့အခမ်းအနားမှာပညာရေးစေတနာရှင်တွေပေါ်ထွက်လာတဲ့အကြောင်းကျမအလွန်ပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်မနစ်ကလည်းလှူဒန်းကြသလိုဒီနေ့ဆိုရင်လည်းကျောင်းရဲ့လုပ်ငန်းမှာကျောင်းအတွက်တီးသန့်ဆိုပြီးတော့လှူဒန်းကြပါတယ်เนาะအဲ့လိုမျိုးလှူဒန်းမှုတွေဟာပညာရေးစေတနာရှင်လို့ခေါ်တဲ့သူတွေရဲ့လှူဒန်းမှုတွေပဲဖြစ်ပါတယ်အဲ့လိုလှူဒန်းမှုတွေလှူဒန်းတဲ့အခါမှာကျမတို့တော်ဝင်နည်းစီကဥအောင်ကိုဦးဒေါ်ရွှေစင်ဝင်းတင်တို့ဟာမနစ်ကလည်းစုံညီပွဲတွဲဆိုပြီးတော့လှူဒန်းပါတယ်ဒီနှစ်တော့တီးသန့်ကျောင်းတွဲဆိုပြီးတော့လိုအပ်တာမှာကလေးတွေအတွက်အကျိုးရှိအောင်အသုံးပြုနိုင်မှုအတွက်ဆိုပြီးတော့350လှူဒန်းတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ကျမအနေနဲ့ပြောလိုပါတယ်ဒါဟာလေကျမတို့ရဲ့ကျောင်းရဲ့လှုပ်ရှားမှုအပေါ်မှာမိဘတွေကိုယ်တိုင်ကျေနပ်လာတဲ့အတွက်ကြောင့်တို့တွေလိုအပ်တာလေးကိုပံ့ပိုးကြမယ်ဆိုတဲ့စိတ်ဓာတ်ကောင်းလေးနဲ့ကျမတို့ကိုလှူဒန်းခြင်းပဲဖြစ်ပါတယ်ဒါကျောင်းရဲ့လိုအပ်တဲ့နေရာအတွက်ဖြစ်ပါတယ်မနစ်ကတော့သူတို့စုံညီပွဲအတွက်သူတို့လှူဒန်းကြပါတယ်အဲ့ဒီပြင်ဦးစိုးမြင့်အောင် grade 4B ကဦးစိုးမြင့်အောင်ဒေါ်ချစ်ချစ်ချောတို့ကလေကလေးတွေကာယတွေလုပ်နေတာကိုလည်းတွေ့တယ်ကာယပြိုင်ပွဲတွေလုပ်နေတာလည်းတွေ့တယ်ဘောလုံးပြိုင်ပွဲတွေလည်းလုပ်နေတယ်ကျမတို့ကျောင်းဟာကာယညာနာဇာရိတယတ္တတမွေဘက်ဆောင်ပညာရေးဆိုတဲ့အတိုင်းပြည့်စုံအောင်ဆောင်ရွက်တဲ့အခါမှာတွေ့နေတဲ့အခြေအနေတွေပေါ်မှာတို့လည်းပေါင်းဆက်ပါဝင်ကြမယ်ဆိုပြီးတော့ဆေးပစ္စည်းတွေလှူဒန်းပါတယ်အဲ့ဒီအတွက်ကြောင့်ဆေးပစ္စည်းတွေလှူဒန်းနေဦးစိုးမြင့်အောင်ဒေါ်ချစ်ချစ်ချောနဲ့သားလေးတို့ကိုလည်းကျေးဇူးတင်တယ်လို့ခုနကတော်ဝင်နည်းစီကဥအောင်ကိုဦးဒေါ်ရွှေစင်ဝင်းတင်တို့ကိုလည်းကျမအနေနဲ့အထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ပွဲမှာလေဝိုင်းဝန်းလှူဒန်းတဲ့သူတွေရှိပါတယ်နာမည်ကြံခဲ့လို့ရှိရင်လည်းကျမကိုဖွင့်လွှတ်ပေးပါ
နော်အဲ့လိုမျိုးလှူဒန်းကြတယ်ဆိုတာဟာကျမရဲ့ကျောင်းလေးအပေါ်မှာကျင်းတဲ့နှစ်သိမ့်မှုတွေရလို့ကျမတို့ကိုမလုပ်တာလဲဆိုရင်ပေးဆက်ခြင်းကောင်းတဲ့အတွက်ကြောင့်နော်မိဘများကနေပြီးတော့ပြန်လဲတုံ့ပြန်တယ်လို့ကျမတို့ကသတ်မှတ်ပါတယ်ဒါကြောင့်မလို့ကျမတို့ရဲ့ပညာရေးကဟိုတုန်းကမိဘဆရာကျောင်းသားကနေပြီးတော့ဒီနေ့ပညာရေးစေတနာရှင်တွေပူပေါင်းလာတဲ့အခါမှာကျမတို့ပို့ပြီးတော့စ조사ပြီးတော့ကလေးတွေရဲ့စိတ်ဓာတ်စည်းကမ်းတွေတက်မြောက်မှုစွမ်းရည်တွေပုံမကောင်းမှုအောင်လုပ်ရမယ်ဆိုတာကိုကျမနဲ့ကျမညီမတွေကပုံမနားလေပြီးတော့နှစ်စဉ်ဆက်လက်စ조사သွားမှာပဲဖြစ်ပါတယ်အဲ့ဒီအပြင်ကျမမှာ9နှစ်ကျမရဲ့အကြောင်းလေးဖွင့်လာတာ9နှစ်ပြည့်သွားပြီဖြစ်ပါတယ်ဒီနှစ်ဆိုရင်အဲ့လို9နှစ်ပြည့်တဲ့ကြောင်9နှစ်တာတော်တင်မှာကျမနဲ့အတူလက်တွဲပြီးတော့စိုးတိုင်ပင်ကောင်းတိုင်ပင်ဆောင်ရွက်ခံကြတဲ့ဆရာမများကိုလည်းတော်ဝင်နှင်းစီမိသားစုကနေပြီးတော့ဆရာမများကိုလည်းတည်တံ့ချီးမြှင့်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျောင်းတက်မှန်စုတွေပြီးတဲ့အခါမှာဆရာမတွေရဲ့ပူပေါင်းဆောင်ရွက်မှုတွေအပေါ်မှာကျမတို့စုများလည်းချီးမြှင့်ထားတာရှိပါတယ်ဒါကြောင့်မလို့ကျမတို့အားလုံးရဲ့ဥတီယာကတော့တစ်ခုတည်းပါကျမတို့ရဲ့သားသမီးတွေပညာကောင်းမှုပါအဲ့လိုပညာကောင်းဖို့ဆိုတဲ့နေရာမှာစတက်ရုံတစ်ခုနဲ့တော့ကျမတို့သွားလို့မရပါဘူးစာတက်တယ်ဆိုတာကတော့ဘယ်နေရာမှာတင်တက်လို့ရပါတယ်အိမ်မှာ online နဲ့တင်လဲရတာပါပဲဝါဆိုလန်းနဲ့တင်လဲရတာပါပဲသို့တော့လူဘဝမှာရှောက်လန်းတတ်အောင်အသိပညာတွေရဖို့ဆိုတာကတော့အများကြီးခက်ခဲပါတယ်ဒါကြောင့်မလို့ကျမတို့ကျောင်းဆိုတာဟာအသင်းဖွဲ့တစ်ခုနေရာတစ်ခုအဲ့ဒီအသင်းဖွဲ့နေရာတစ်ခုကနေပြီးတော့ကောင်းတဲ့နိုင်ငံသားကောင်းတွေမိဘအတွက်အားထားရတဲ့သူတွေမွေးထုတ်ရနေရာတစ်ခုဟာကျောင်းလို့ကျမတို့ရဲ့ကမ္ဘာကုလသမဂ္ဂဖွဲ့ချုပ်ကအထွေထွေတွင်ရမှုဥတ္တန်ကိုယ်တိုင်ဒါကျောင်းကိုတင်စားပြီးတော့ပြောခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ကျမရဲ့သားသမီးတွေမိဘတွေပညာရေးစေတနာရှင်တွေအားလုံးပူးပေါင်းဆောင်ရွက်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ဒီလိုအချိန်မှာအားလုံးလည်းလာရောက်တာကိုတွေ့ရတယ်အဲ့လိုတွေ့တဲ့အတွက်ကြောင့်လည်းအများကြီးဝမ်းသာကြည်နူးဖြစ်မိပါတယ်ကျမတို့ဘက်ကလိုအပ်တာရှိရင်လည်းခွင့်လွှတ်ပေးပါခုံနေရစကျမတို့ပြည့်စုံအောင်ကျမတို့စီစဉ်ပေးထားပါတယ်လိုအပ်တာအားလုံးကိုလည်းမိဘများကလေးများအတွက်ပံ့ပိုးကူညီထားပါတယ်ကျမတို့ဘက်ကတတ်နိုင်တဲ့လောက်ဆောင်ရွက်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်လိုအပ်တာများရှိရင်လည်းခွင့်လွှတ်ပေးပါလို့ကျမအနေနဲ့မေတ္တာရပ်ခံရင်ကျမတို့ရဲ့အကြောင်းအစီအစဉ်တွေလည်းရှိတဲ့အတွက်ကြောင့်ဒီမှာပဲကျမပြောကြားမှုကိုညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်